မွန်တွန်းရှိတ်ထားတဲ့ဂျီမေးကလက်ရှိမှာသုံးမရတော့လို့ဂျီမေးအသစ်ပြောင်းပြီးချိတ်ရှင်ပေမဲ့မွန်တွန်း error ဖြုတ်တဲ့နေရာမှာအခက်အခဲတွေ့နေတဲ့သူတွေအတွက်2025ရဲ့မွန်တွန်း error ဖြုတ်နည်းလမ်းအသစ်လေးကိုမျှဝေပေးလိုက်ပါတယ်။မွန်တွန်း error ဖြုတ်ဖို့အတွက်လက်ရှိဖုန်းနဲ့ကြာဆော့ထားဖို့တော့လိုအပ်ပါတယ်။ဂိမ်းထဲရောက်ရင်ငကြက်ပုံလေးပြထားတဲ့ customer service ထဲကိုသွားပါမယ်။ customer service ထဲကိုဝင်ရင်ဒီလိုမျိုးဖောင်လေးကြာလာပါလိမ့်မယ်။ကျွန်တော်တို့ account recovery ကိုရွေးပါမယ်။နောက်တစ်ဆင့်ကတော့ click here to fill in the form ရွေးပါမယ်။ဒီမှာကတော့ account error ဖြုတ်မဲ့ ID နဲ့စာပါကိုရေးပေးရပါမယ်။ရေးပြီးတော့ရင်နှိပ်ကိုနှိပ်ပါမယ်နောက်တစ်ဆင့်မှာကတော့ဒီလိုမျိုးစာလေး၅ချောင်းကြာလာပါလိမ့်မယ်ကျွန်တော်တို့၄ခုမြောက်ကိုရွေးပါမယ်၄ခုမြောက်ကိုရွေးပြီးတော့ရင်နောက်တစ်ဆင့်မှာဒီလိုမျိုးထပ်ပေါ်လာပါလိမ့်မယ်ဒါလေးကိုအမှန်ရှစ်ပြီးတော့နှိပ်ကိုထပ်နှိပ်ပါမယ်ဒါကတော့အကောင့်ရက်ဆွဲကိုမေးတာပါဒီနေရာမှာအရေးမကြီးပါဘူးဒီနေ့ရက်ဆွဲကိုထားပြီးတော့ဆက်သွားပါမယ်ဒါမိတ်ဆွေတို့ရဲ့ဂိမ်းအကောင့်ကိုပြေးစားရပါရှိရဆိုရင်ဒီနေရာမှာထည့်လို့ရပါတယ်ထားပြီးသွားပြီဆိုရင်ကျွန်တော်တို့နှိပ်ကိုထပ်နှိပ်ပါမယ်ဒါကတော့အကောင့်စောက်ပွင့်စောတဲ့နှစ်လရက်ကိုမေးတာပါခံမှန်းပြီးတော့ထည့်လိုက်ပါနောက်တစ်ဆင့်ကတော့အကောင့်ကိုစော့ထားတဲ့ဖုန်းအမျိုးအစားကိုမေးတာပါကျွန်တော်တို့လက်ရှိစော့နေတဲ့ဖုန်းအမျိုးအစားကိုထည့်လိုက်ပါဖုန်းအမျိုးအစားထည့်ပြီးသွားရင်နှိပ်ကိုနှိပ်ပါဒီနေရာမှာကတော့လက်ရှိအသုံးပြုလို့ရတဲ့ Gmail ကိုထည့်ရပါမယ်ပြီးရင်စန့်ကုတ်ကိုနှိပ်ပါ Gmail တဲ့ကိုကုတ်လျှောက်လုံးကြာပါလိမ့်မယ်ကုတ်လျှောက်လုံးကြာလာရင်ဒုတိယမှာထည့်ပြီးတော့နှိပ်ကိုနှိပ်ပါကုတ်ကိုထည့်ပြီးသွားရင်နှိပ်ကိုနှိပ်ပြီးတော့ဆက်သွားပါမယ်ဒီအဆင့်ကတော့ဂိမ်းထဲမှာခံထားတဲ့ password ရှောက်လုံးကိုမေးတာပါမှတ်မိရင်ထည့်ပါမမှတ်မိရင်ရှောက်ထည့်လိုက်ပါဒီအဆင့်မှာကတော့ပထမအဆင့်မှာမိတ်ဆွေရဲ့ဂိမ်းအကောင့်ရှိတ်ထားတဲ့အကောင့်တွေကိုရေးပြီးတော့ထည့်ပါဒုတိယအဆင့်မှာကတော့မွန်တွန်ရှိတ်ထားတဲ့ Gmail မှတ်မိရင်မွန်တွန်ရှိတ်ထားတဲ့ Gmail ကိုထည့်ပါမမှတ်မိရင်စောနာကုတ်တောင်းတဲ့ Gmail ကိုထည့်ပါဒီအဆင့်မှာကတော့လွန်ခဲ့တဲ့6လကအမြင့်ဆုံးရောက်ခဲ့တဲ့ rank မေးတာပါဒီအောက်ဆုံးကအဆင့်မှာကတော့ကိုယ့်အကောင့်ကိုစိန်ဖြည့်ဘူးတဲ့ရက်စွဲနဲ့ထည့်ဘူးတဲ့အမောက်ပမာဏကိုမေးတာပါခံမှန်းပြီးတော့ထည့်လိုက်ပါမမှတ်မိရင်ပြီးရင်နှိပ်ကိုနှိပ်ပြီးတော့ဆက်သွားပါမယ်
ဒီအဆင့်မှာကတော့ကျွန်တော်အခုရေးထည့်ထားတဲ့အတိုင်းပဲထည့်ပြီးတော့ဆက်သွားလိုက်ပါထည့်ပြီးသွားရင်နှိပ်ကိုနှိပ်ပြီးတော့ဆက်သွားပါမယ်ဒီအဆင့်ကတော့အကောင့်ပုံပြန်ထည့်ခိုင်းတာပါအကောင့်ပုံပြန်ထည့်ပြီးတော့ submit ကိုနှိပ်ပါမယ်submit ကိုနှိပ်ပါမယ်